အောင်ဆောင်ကလန်ကိုကလေဒီနေ့မှာတော့တောဝက်သားလေးရလာလို့တောဝက်သားကိုရှိတဲ့အမွေးကြိုင်လေးတွေနဲ့တောချက်ပုံစံလေးချက်ပြပါမယ်အတီးတို့ရွာကိုသွားလေတော့အိမ်ဘေးကအတော်တယောက်ကလာပို့တဲ့တောဝက်သားပေါ့ကြည့်ပါသူ့ရဲ့အမွေးဆိုဘလောက်တောင်မှမာလဲဆိုတော့ကျွန်တော်ကြမ်းကြမ်းမာကြီးပါတော့အဲ့လိုမျိုးကျွန်တော်တို့မြို့ဝက်နေလည်းမတူအသားကိုလည်းအရန်ကြမ်းမယ်ထင်ပေမဲ့အရန်တော့မကြမ်းပါဘူးစိုးပါဘူးကျွန်တော်တို့ပေးတာအစီအခောက်တော့မပါဘူးအခောက်ကပိုစားလို့ကောင်းတယ်လို့ပြောတယ်ကျွန်တော်တို့တော့အသားကြီးပဲလာပြီးတော့ချက်ပြပါမယ်ဒါပေမဲ့ရှိတာနဲ့ချက်ရတာပေါ့နော်တောမှာငရုတ်ဒီလည်းမရှိအယောင်လည်းမရှိဆိုတော့ကျွန်တော်ရှိတဲ့ဘဲငံပြာကြီးအယောင်လေးနဲ့ပဲရှိတဲ့အမွေးကြိုင်လေးတွေနဲ့ပဲချက်လိုက်တယ်ပေါ့ချင်းရင်ညှစ်လိုက်တယ်ဒါကတော့ညီရာတက်တာပေါ့နော်ဆိုတော့နေပြီးနှက်ထားလိုက်တယ်နေပြီးနှက်ထားပြီးတော့မှကြံတဲ့ချက်တာတော့ပုံမှန်တိုင်းပဲပေါ့ဒါပေမဲ့အတီးစီမှာငရုတ်ဒီအယောင်မုံလည်းမရှိဘူးမဆလာလည်းမရှိဘူးဆိုတော့ရှိတဲ့အမွေးကြိုင်တွေခုခတ်ပြီးတော့ချက်လိုက်တယ်ပေါ့နော်စီတက်တယ်ဒါစပလင်နဲ့ဂျင်းနဲ့ထက်ချက်သွန်ဖြူချက်သွန်နေတာပုံမှန်တိုင်းပေါ့နော်ကျွန်တော်ကတော့ညီမာဆိုလို့ဂျင်းနဲ့စပလင်နဲ့ပို့ထည့်ထားတယ်ဒါပေမဲ့အရင်တော့မညီပါဘူးအဲ့လိုချက်လိုက်တယ်မြုပ်ပြီးမရှိတော့အယောင်ကတော့ဝဝဝင်းရွှေပဲဖြစ်သွားတယ်ပေါ့နော်နီဝင်းရွှေမရဘူးဒါအနူးတော့မြန်လာပဲကျွန်တော်ရေတရေပဲထည့်ရတယ်ခဏလေးနီးသွားတယ်လေပြီးတော့အယောင်ကတိတ်မလှသေးတော့ပဲငန်းညာရင်းနဲ့ထက်ရေထဲအောင်နူးအောင်တဲအသားနူးပြီးဆိုတော့မှနောက်ဆုံးမှလိုက်ခူးထားတဲ့မြုပ်ကောင်းအသီးအဲမှာစပလင်ရွက်ရှမ်းနံရွက်အဲ့ဒါထည့်လိုက်တယ်ပေါ့နော်ဆိုတော့အရသာကဘယ်လိုလဲဆိုတော့စားလို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ချက်နေကြမဟုတ်တော့ကိုချက်တဲ့ဟင်းလို့မခံစားရဘူးသူများချက်တဲ့ဟင်းကိုစားတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဒီတို့ကတော့စားလို့ကောင်းတယ်လို့တော့ပြောတာပဲတကယ်တော့တောဝက်ကငရုတ်တီဆက်လေးနဲ့ချက်ရတာလေနော်အဲ့ဒါမရှိတော့ဒီဒီဇိုင်းလေးပဲအချိုချက်မွေးလေးဖြစ်သွားတာပေါ့နော်စကုန်စတာ